အားလုံးပဲမင်္ဂလာပါဗျဒီစတဲ့ဂျိန်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တော့ကျွန်တော်က835ကိုကျွန်တော်အကြိုက်ရွေးပေးတယ်ဒါပေမဲ့ဒီပွဲမှာငါလေးလေးရောပူကြိုက်လို့မို့ဒီနှစ်ကွက်ကိုအကြိုက်ငါလေးလေး site ကိုကျွန်တော်ပြပေးမယ်တပွင့်ကြာကနန်းလာသွားလို့ပြီးခဲ့ပွဲတော့ကလည်းကျွန်တော်ကလနန်ကအဆက်ပြတ်သွားဗျမကြည့်ပြလိုက်ရအောင်ပြီးခဲ့တဲ့နှစ်တော့ကျွန်တော်696 on the line လေးရရင်ပေါ့ဒီနှစ်ထဲကိုကျွန်တော်ဒီ9လေးလေးကိုရိုက်မယ်6နေရပေါ့တခွန်ကြာလာသွားအတွက်ကြောင့်စောသီးလာသွားအတွက်ကြောင့်9လေးလေးကိုကျွန်တော်ဒီပွဲအကြိုက်ထဲမှာရွေးလိုက်တယ်ဒီပွဲမထွက်သေးရင်လည်းပြီးခဲ့နှစ်က696ရဲ့ဘေးမှာဒီ9လေးလေးကိုကျွန်တော်ပြန်ထိုးမှာကောင်အဖြီစက်နေဒီပွဲကတော့အဖြီစနက်နဲ့တော့မကြိုက်ဘူးဒါပေမဲ့ချဲတဘောဝါတော့ဆိုသူကဆိုလို့ကိုလေလိုက်တင်လိုက်လုပ်ပေးရတာပေါ့ဗျာဒီဟာ site ကတော့ကျွန်တော်ပြဦးပါရနော်ဒီမှာနောက်နှလုံးပေါင်းခွင်နောက်နှလုံးပေါင်း1နောက်နှလုံးပေါင်း1ခွင်1အဲ့ဒီလိုမျိုး site လေးနှစ်ကတ်ရှိတယ်ခွင်1သူ့ရောကနန်းက1ခွင်5က3ပရိတ်အဲ့3ပရိတ်ကသူ့ရဲ့တနေ့2နှစ်3နှစ်4နှစ်မြောက်ရဲ့အပေါ်ကနန်းပေါ့ဗျာအဲ့လိုမျိုးလာတာဘရိတ်တူဘရိတ်လာပေါ့ဒီဘရိတ်ကဒီကောင်တော့ပြောင်ရိုက်တာပေါ့ဘရိတ်တူဘရိတ်လာအဲ့ဒီလိုလာပြီးအောက်မှာဒီမှာ4 5 6ဆိုကနန်းစီနီယာပေါ့စီနီယာရဲ့ကနန်းရဲ့အောက်မှာအဲ့မှာ669 665 665 669ဆိုပုံစံသူလေးလိုက်တယ်အဲ့မှာတူလိုက်တော့မှသူ့ရဲ့အပေါ်ဒီမှာ931ဆိုတဲ့ကနန်းကအပေါ်4ချိန်ရကနန်းပြင်ကြကနန်းကြတာနှစ်ဦးမှလည်းသူ1ခါ3ချက်ထောင်တာမျိုးတွေရောရှိရနော်ကောင်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်အဲ့ဒါရင်ပြအောင်မယ်အဲ့ဒီမှာခွန်တက်တဲ့ဒီမှာနောင်နှလုံးပေါင်းခွန်နောင်နှလုံးပေါင်း1နောင်နှလုံးပေါင်း1နော်966မ9နှစ်ခွန်တက်ပေါ့နော်ခွန်တက်ရောက်ကကနန်းတစ်ကွက်ကဒီမှာ646ဆိုတဲ့ကနန်းတစ်ကွက်ကတိုင်းတစ်ချိန်3ချိန်4ချိန်ရပေါ်ဒီမှာ6 break က6 break ပထမတော့တင်9ခွင်ဘရိတ်တူဘရိတ်ကနန်းတူကနန်းဒီကောင်တော့ဘရိတ်တူဘရိတ်လာနော်အဲ့ကောင်ရဲ့အောက်မှာသူစီနီယာပေါ့ပထမတော့ကတ်တော့456ဒုတိယကကြမှာ9ခွင်8ပေါ့စီနီယာကနန်းလာတူရဲ့အောက်မှာ696ဒီမှာ665 665 696ပထမလည်း665 669ပေါ့နော်သူကလို့လာဒီမှာတော့ကျွန်တော်က966လို့အဲ့လိုမျိုးလေးတင်းပေးတယ်ကျွန်တော်လည်းအများကြီးမရလိုက်ပါဘူးအားလိုင်းဆိုတော့အဲ့ဒီလိုရအဲ့လိုပေါ့ဗျာနော်အခုရောက်တဲ့အချိန်လေးကိုကျွန်တော်ဒီကနန်းရဲ့အဆက်တကွန်ရလောက်သွားလို့မဟုတ်ဘူးဗျာဒီမှာဆိုတော့ပြောဖို့မေ့သွားလို့ကနန်းလေးကဒီမှာခွန်1 ID အောက်ကကနန်းတစ်ခုကဒီမှာဒီ4နှစ်မြောက်ကပေါ့ရပရိတ်တူပရိတ်646ပေါ့သူ့ရောက်မှာစီနီယာဒီမှာ665 669သူ့ရဲ့ပေါ်ကနန်း66နှစ်ဆိုတော့ကနန်းအပေါ်4ချင်းရကနန်းပြန်ကြကနန်းပေါ့နော်အဲ့ဒီလိုလေး frame လေးတည်ကြတာပေါ့အပေါ်မှာလည်းနှစ်ဦးမှာလည်းခွန်ခါ3ရက်ထောင်သွားတာပေါ့နော်အဲ့ဒါမျိုးလေးအဲ့ဒီမှာခွန်တက်ဒီမှာ3ပရိတ်ကဒီ3ပရိတ်လာပြီး4စီနီယာ665 669ဒီသူ့ရဲ့ပေါ်ကနန်းအပေါ်ပြန်ကြကနန်းပေါ့အဲ့ဒါမျိုးအဲ့လိုလာပြီးတော့နောက်တစ်နှစ်မှာပေါ့နှစ်ဦးမှာလည်းခါ3ရက်ထောင်သွားပေါ့နော်အဲ့ဒီလိုလာပြီးတော့သူက6311ခါတော့အမျိုးလေး4ချက်ထောင်သွားပေါ့နော်4ချက်ထောင်ပြီးတော့သူက10ပရိတ်လာတယ်ပေါ့အဲ့10ပရိတ်ခံပြီးတော့အပေါ်တကွန်ကြာကနန်းချရိုက်သွားပေါ့ချရိုက်သွားတယ်ပြီးအောက်ကကနန်းဒီကနန်းကိုကျွန်တော်ရောက်တဲ့အချိန်လေးလိုချင်တာပေါ့နော်အဲ့ဒီမှာခွန်တက်အဲ့မှာ6 break ဒီလို6 break လာပြီးတော့ဒီမှာစီနီယာကနန်းကိုခွန်ရဲ့အောက်မှာ665 669ဒီ662ကလည်းအပေါ်ကပြင်ညာကနန်းပေါ့နော်ဒီ626အဲ့ဒီလိုလာပြီးတော့နောက်တစ်နှစ်မှာခါတော်3လုံးခွန်ခါ3ရက်တန်းပြီးရင်ခါတော်3လုံး63ည11လို့လာတာပေါ့အဲ့ဒီမှာ63ည11လာပြီးတော့သူကအောက်မှာ10 break ခံလိုက်တာပေါ့38ခွင်10 break ခံပြီးတော့ဒီကနန်းဒုကနန်းပေါ့ရနော်အဲ့လိုမျိုးလေးလာပြီးတော့ဒီအချိန်ရောက်တဲ့အချိန်လေးကိုကျွန်တော်တို့ကလိုချင်တာပေါ့အခု17ချိန်ကနန်းပေါ့ဒါပေမဲ့အခုကျွန်တော်ဖမ်းထားတဲ့9လေးကကျွန်တော်ဒီပထမ662ပြန်ကြကနန်း665 696
ဒီပေါ်စီနီယာကနန်းတွေအဲ့လိုဒီနားမှာပဲကျွန်တော်အဖြီစနစ်နဲ့ကျွန်တော်ဒီအချိန်ကိုဖမ်းထားတာပေါ့ဒါမှတူကတကွန်ကြာကနန်းပထမကတော့တကွန်ကြာရဲ့ကနန်းကြပြီးတော့လာတော့မှုစောများလုံးမလာပေါ့ဗျာအဲ့ဒါမျိုးဒီမှာတကွန်ကြာကနန်းကြပြီးတော့ဒီကနန်းလာဆိုတော့ဒီကနန်းကလည်းပေါ့ဗျာအဲ့ကနန်းကြပြီးအဲ့ကနန်းလည်းအောက်ကိုပြန်ကြမှာပဲဒီနေ့ထဲမှာပြန်ကြကနန်း2ကျင်ရှိရနော်တခြားဆိုင်နဲ့ကျွန်တော်ပြင်ပြပေးအောင်မယ်အဲ့ဒီမှာ तू ကဘလို့လာလဲဆိုရင်တဲ့ဒီအုပ်စုလေးဖြစ်ပြီးတော့အဲ့အုပ်စုကရင်တဲ့ဘယ်နှကြိမ်မြောက်ကိုဆင်းမလဲပေါ့နော်အခုရောက်မဲ့အကြိမ်ကဒီထွက်မဲ့အကြိမ်က1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်မြောက်မှာ तू က5ကြိမ်မြောက်ဆိုပေါ့5နှစ်မြောက်မှာပေါ့နော်ပုံစံသူလေးခင်းတယ်ဒါပေမဲ့3ပရိတ်အောက်ကို3ကြိမ်ဆင်းလိုက်နောက်တစ်နှစ်မှာ3ပရိတ်ဒီမှာဇောင်းမှာ3ပရိတ်ဒီ3ပရိတ်ကလောဆယ်8305ကဒီမှာအခုတကွန်ကြာပြန်ကြပြီး10ပရိတ်ခံတကွန်ကြာပြန်ကြပြီးတော့ဒီကနန်းဒီ8305ဒီ8305အဲ့လိုတက်ထားလို့ယူဆပေးတယ်အဲ့ဒါမျိုးဆိုရင်ဒီမှာဒါလေးတော့ခွန်တက်နောက်ထောင်3လုံးနောက်ပေါင်းရင်တက်လာပြီး6ပရိတ်ဒီ6ပရိတ်66နှစ်ပြန်ကြကနန်း665 669ဒီချိန်လေးကိုကျွန်တော်ဖမ်းတာဒါပေမဲ့ဒီမှာတကွန်ကြာကနန်းလောက်သွားလို့မို့ဒီရောက်မဲ့အချိန်ပေါ့အဲ့ကောင်ရင်အခုရောက်မဲ့ချိန်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကိုသွားလဲအဲ့မှာ3ပရိတ်ပုံစံတူလေးရှိတယ်ဒီမှာ8305 3ပရိတ်ပထမဒီနေရာ8305နေရာမှာဟိုပါနော်639ခွန်နော်639ခွန်ပြောဒီနေရာမှာ8305ကနန်းနေလွှဲထားတယ်ကောင်နဲ့944အဲ့944ကိုကျွန်တော်ဒီအခုရောက်တဲ့အချိန်ကို944 944ကြိုက်သွားပေါ့ဗျာဘောင်းတော့တကွန်ကြာကနန်းလာတဲ့အတွက်ကြောင့်ဒီ944ရဲ့တောင်းပါလေတော့ပထမကတ်တော့ဒီမှာ8305ဒီမှာ8305နော်ဒီကနန်းရဲ့တောင်းဆက်ကလန်တာဖြစ်တိုင်းနော်ဒီမှာခွန်ကိုက3ပရိတ်3ပေါ့အဲ့ဒီလိုလေးဒီမှာ8305 ပရိတ်3ဒီမှာပရိတ်3ဒီမှာပရိတ်3တွေကြဖို့ဟာပေါ့ဗျာအဲ့လိုပုံစံမျိုးဒါဒီ8305ပေါ့အဲ့ဒါဆိုရင်ဒီမှာ8305ပရိတ်3ဒီမှာပရိတ်3ဒီမှာပရိတ်3ဒီမှာလည်းပရိတ်3မလာနိုင်ဘူးလားပေါ့ဗျာဟောဒီမှာ944ကျွန်တော်944ကိုရွေးထားတာ8305ကိုတော့အရန်နဲ့ထည့်ပေးထားတယ်8305နဲ့ခွန်9ကိုတော့အရန်နဲ့ထည့်ပေးထားတယ်ကြိုက်တာတော့944ပေါ့နော်944ဒီချိန်မထွက်ရင်လည်းကျွန်တော်ဒီ696ရဲ့ဇောင်းမှာထိုးမလို့အဖြီစနစ်နဲ့လုံးဝကွာတာအဖြီစနစ်နဲ့လာတာအဲ့ site ကအခုကတကွန်ကြာကနန်းတလိုမျိုးဇောင်း10ပရိတ်ခံပြီးဇောင်းတကွန်ကြာပြန်ကြသွားတဲ့အတွက်ကြောင့်ဒီ3ပရိတ်ကိုကျွန်တော်ရွေးချယ်လိုက်တာ3ပရိတ်ကိုအကြိုက်တယ်ဒီ8305ကိုသူကအကြိမ်တော့ဟိုတော့အခုကတကွန်ကြာကနန်းစိုးဆင်းသွားနော်အဲ့ဒါဆိုတော့အကျဉ်းရမတိကြဘူးလို့ frame data လေးကတော့ပုံစံတူလေးတူတယ်ဒီမှာ8305 944ဒီမှာဒီအောက်မှာလဲဇောင်းမှာလဲ3ပရိတ်အဲ့ဒီလိုကနန်းဒီ944ဆိုတော့ကနန်းဒီချင်းကိုရွှေ့နေတာပေါ့ရောနော်944အားလုံးပဲရှင်းမဲ့ထမှာနော်ဒါကျွန်တော်ကိုင်းနေကြ line လေးပါဗျာဒီ line က944 3ပရိတ်ကိုတဲ့3ပရိတ်ကြိုက်တဲ့အကြောင်းရင်းလေးကကျွန်တော် site လေးပြပေးမယ်3ပရိတ်ကို3ပရိတ်okay 3ပရိတ်လာနိုင်လားဆိုတဲ့ site လေးပြမလို့ရောက်တော့လေဒီမှာအထောက်ရိုးရှင်းလေးပေါ့နော်လေးထိတ်3ရက်တန်းနဲ့ပြီးမှ3ပရိတ်အဲ့လိုမျိုးဒီမှာထိတ်3ရက်4ရက်တန်းနဲ့ပြီးမှ3ပရိတ်ဒီမှာ3ထိတ်3ရက်တန်းနဲ့ပြီးမှဒီမှာ3ပရိတ်
အဲ့လို site လေးပေါ့ကျွန်တော်အခုပြတဲ့ site လေးအဲ့3 break line လေးဒီပွဲကြရင်ဒီအဲ့ပထမတော့835ကိုကျွန်တော်ကြိုက်ဆိုမလို့ဒါပေမဲ့ဒီကနန်းကတခွန်ညာကနန်းလာတော့အတွက်ကြောင့်မို့ကျွန်တော်ဒီကနန်းလေးကိုကြိုက်သွားတဲ့အတွက်ကြောင့်အဲ့ငါးလေးနဲ့835အကြိုက်ပေါ့ဗျာဒီပွဲကိုဒီကနန်းလေးတော့အရန်ကနန်းလေးပေါ့အောက်ကကနန်းလေးတော့ကြိုက်ရင်အသုံးပြုနိုင်ပါတယ်နော်လိုက်ထိုးနိုင်ပါတယ်မွေးဒီ site လေးတွေကကျွန်တော်မွေးဒီ site လေးတွေရှိလားရှိတယ်ဆိုတော့အကျဉ်းလည်းမရောက်သေးတော့ကျွန်တော်မွေးဒီ site တွေများမှဆိုလို့ကျွန်တော်တင်းမပေးတာဒီခုကျွန်တော်ကိုင်းနေကြ line လေးပေါ့ဗျာဒီမှာဒီ line ဆိုရင်ရှင်းနှလုံးပေါင်းကရှင်းနှလုံးပေါင်းကဒီမှာ9 break ဒါမျိုးလေးဇောင်းတက်သွားရှင်းနှလုံးပေါင်းကရှင်းနှလုံးပေါင်း9 break ရှင်းနှလုံးပေါင်းကရှင်းနှလုံးပေါင်း9 break အဲ့ဒါမျိုးလေးframe တည်ခဲ့တာပေါ့အဲ့တည်ပြီးတော့9 break နောက်တစ်နှစ်မှာသူကနှစ်ကိုးလုံးထွက်တယ်ဒါကျွန်တော်ပြခဲ့ဦးတာပဲเนาะဒီလိုနှစ်ကိုးလုံးထွက်တယ်အဲ့နှစ်ကိုးလုံးထွက်ပြီးနောက်တစ်နှစ်မှာလည်းသူကကိုးလုံးထွက်တယ်အဲ့နှစ်ဦးမှာဖြစ်တာရင်နောက်ကျမှကျွန်တော်ဖြည်းဖြည်းရှင်းပြမယ်အဲ့နှစ်ထဲမှာကနန်းတူကနန်းလိုက်နေတာ4 3ညာ4တစ်ခွက်4ခွန်း2ခွက်3ခွက်3ခွက်ပြီးဒီ6 break ခွန်း6 3ဆိုကနန်းသူရှင်းတဲ့က6 break ကနန်းတစ်ခွက်ထွက်နေเนาะအဲ့လိုပဲရှေ့ပေါင်း9 break ပညာကနန်းနေကျွန်တော်မပြတော့ဘူးเนาะဒီနား site ကအဲ့ဒီမှာနှစ်ကိုလုံးထွက်ခဲ့တဲ့ရင်းပြနေဒီ site ကျွန်တော်ပြဘူးတယ်တချို့ကြည့်ဘူးတယ်လို့တော့တွေ့မှာအဲ့ဒီနောက်တစ်နေ့မှာကိုလုံးထွက်တယ်အဲ့ကိုလုံးထွက်တဲ့နေရာမှာကနန်းတူကနန်းခွန်လေးပြီးရင်ခွန်လေးရယ်လေးခွန်ရယ်အဲ့ကိုလုံးထွက်တဲ့နေ့တည်းမှာเนาะဒီမှာ3 ခုတစ်ရယ်2 ခုအောက်မှာ4 3ညာ4ရယ်3 ခု6 break ကနန်းကဒီမှာ286အဲ့ကောင်ကသူရှင်းတဲ့ကနန်းတစ်ခွက်အဲ့မှာရှီပေါင်းက9 break နောက်တစ်နေ့မှာ2 9လုံးထွက်တယ်ဒါ2 9လုံးထွက်တာကျွန်တော်ရင်းပြမလို့အဲ့နောက်တစ်နေ့ဒီနေ့ထဲမှာ9 9လုံးထွက်ရမှာ2 9လုံးမို့9 9လုံးထွက်ရမှာ9 9လုံးထွက်တာဟာလည်းနောက်ကြကျွန်တော်အချင်းရရင်ကျွန်တော် AC ရှင်းပြပေးမယ်ဗျအဲ့မှာ9 9လုံးဆိုကိုကလောတဲ့ဒီနေ့ထဲမှာ1လုံး2လုံး3လုံး3လုံးမထွက်တယ်6လုံးကျန်နေရစိုက်လို့ရဆိုရင်နော်အဲ့မှာဒီနေ့ထဲမှာထွက်မှာဆိုရင်စောစောကနန်းတူကနန်းနေဟွာလိုက်ဗျာ4ခွန်4 3ညာ4 3 9 6 break ဆိုရင်ဒီမှာ6 break ကပြီးခဲ့နှစ်က6 break တကူထဲတော့တာ6 4 6ကနန်းတူကနန်းပေါ့ဗျာပုံစံလေး6 4 6ဒီကနန်းတွေကိုကြိုက်တိုက်ဆိုင်တဲ့ချိန်ရှိရင်ထိုးပေါ့ဗျာနော်ဒါကတော့ဒီပွဲအတွက်လည်းမဟုတ်ဘူးဒီတက်ကောင်းတဲ့မူဒီဆိုင်9 ခုခွန်းတို့ခွန်းတက်ခွန်းတို့ဆိုတာကျွန်တော်ချိန်ရရင်ကျွန်တော်ကောင်းကောင်းလေးတင်ပေးပါမယ်ဒီပွဲကြိုက်ရင်ဒီမှာ944နဲ့835အောနိုင်ပါရဲ့နော်ဟိုကောင်အောက်ကကနန်းလေးကတော့အရန်ကနန်းလေးလည်းအများကြီးမပြကြုံပြမယ်ဆိုကနန်းနေနောက်ထပ်ကောင်းတာ3 4ခုလောက်4 5ခုလောက်ရှိသေးတယ်မပြတော့ဒီထဲအကြိုက်ရွေးပေးတယ်အားလုံးပဲကံကောင်းကြပါသည်ဗျာခွက်လက်